ကျမတို့လူတိုင်းမှာလေမာနရှိကြတယ်နော်အဲ့ဒီမာနထဲမှာကောင်းတဲ့မာနရဲ့တလွဲမာနရဲ့ဆိုတာလေးကိုကျမဒီနေ့မျှဝေပေးချင်ပါတယ်ဒါကတော့ကျမတို့ကောင်းတဲ့မာနဆိုတာကတော့ဗာလဲဆိုရင်ကိုတန်မိုးထားတတ်တယ်ပြီးဆိုရင်လုပ်ငန်းတစ်ခုပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဒီလိုမျိုးအပြည့်နဲ့အလုပ်လုပ်ပြီးတယ်ကိုချင်းစာစိမ့်နဲ့အလုပ်လုပ်ပြီးတယ်နော်ဒါလေးတွေဆိုရင်ဒါကောင်းတဲ့သူ့မှာကိုချင်းတရားကိုချင်းတီလာကောင်းတဲ့မာနတစ်ခုရှိတဲ့လူတစ်ယောက်ပေါ့အဲ့လိုလူမျိုးကဘလို့အရာတွေဆိုရင်တော့ဒီမခံတတ်ဘူးလေသူစေတနာနဲ့အရာအားလုံးကိုသူလုပ်ပေးလိုက်တဲ့အရာပေါ်မှာတယောက်ရဲ့စော်ကားမှုကိုခံလာရပြီဆိုရင်တော့ဆက်တီတုံ့ပြန်တတ်ခြင်းဟာကောင်းတဲ့မာနတစ်ခုပဲဒါဆိုရင်တလွဲမာနပါလေတလွဲမာနကကျတော့ကျမတို့တွေကလိုအပ်လို့ဒီလူကြီးသူမတွေရဲ့စကားတွေအကူအညီတွေပေါ့နော်ကိုဘဝတိုးတက်ဖို့အတွက်ကိုဒီလူကြီးသူမတွေကမြင်တဲ့အခါမှာပြောပြပေးဖို့အတွက်တွေပေါ်မှာငါသိတယ်ငါတတ်တယ်ဒါတွေကိုငါကြော်ဖြတ်နိုင်တယ်ဒါတွေကငါလှုပ်လာတာငါလှုပ်လို့ဒီလောက်တိုင်းတာထီတောင်ဖြစ်လာပြီဆိုတော့အတွေးတွေကကျမတို့ဘဝရဲ့တလွဲမာနတွေပဲကျမတို့မသိသေးတဲ့ဘဝရဲ့အတွေ့အကြုံတွေဘဝရဲ့ခွန်အားတွေကျမတို့ရှေ့ကိုသွားလို့ရမယ့်တက်လန်းတွေအတွက်သူတို့နားမှာအများကြီးရှိတယ်ဒါဆိုရင်ကျမတို့ကကိုယ့်ကိုအပြုသဘောဆောင်တဲ့လူမျိုးတွေနားမှာကျမတို့ကအများကြီးအကြံဉာဏ်တွေယူဖို့လိုအပ်တယ်တချို့ကကျတော့မဟုတ်ဘူးငါသိတယ်ငါတက်တယ်ဒီအရာတွေကငါသိပြီးသားပါဆိုပြီးကိုပိတ်လိုက်တဲ့လူမျိုးကတလွဲမာနပါပဲဒါဆိုရင်ကိုဘဝရဲ့တက်လန်းတွေကိုကိုယ်တိုင်းပိတ်ဆို့လိုက်တာ ਨੇ အတူတူပဲပေါ့နော်ဒါဆိုရင်ဝေပေးလိုက်တဲ့အရာလေးတွေကဘဟုတုတလေးတစ်ခုရရှိသွားမယ်ဆိုရင် follow လေးလုပ်ခဲ့ပါနော်ကျမကတော့အမျိုးသမီးတွေရဲ့ဘဝတွေကိုခွန်အားတွေဖြစ်စေမယ့်စကားတွေကိုပြောကြားပေးနေတဲ့ချိုစင်ဟာပါဝါဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်